ဘဝမှာမချမ်းသာရင်နေပါစေအကျွေးတွေကြည်ကျင်တယ်သူများကိုပေးစရာရှိတဲ့အကျွေးတွေအားလုံးပေးကျင်တယ်အကျွေးတွေအားလုံးကြည်ကျင်တယ်အကျွေးဆက်ကျင်တယ်ပေါ့နော်ကိုကအကျွေးဆက်ကျင်တဲ့စိတ်ကတော့အပြည့်အဝရှိတယ်ဒါပေမဲ့လောဆယ်မှာလက်ပိတ်နေတယ်လောက်ကင်နေစင်မပြေဘူးစီးပွားရေးတွေစင်မပြေဘူးအကျွေးမဆက်နိုင်သေးဘူးအကျွေးဆက်ဖို့အတွက်ကိုမလှည့်အားသေးဘူးနော်အကျွေးဆက်ဖို့အတွက်ကိုမလှည့်အားသေးပဲနဲ့ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ပဲလုံးပန်းပြီးတော့ငွေရလည်းမစွန့်ပစ်ဘူးအကျွေးရလည်းမဆက်ဖြစ်ဘူးနော်အဲ့လိုလူတွေရှိတယ်ဆိုရင်ကျွန်တော်ခုပြောမဲ့ခါလာလေးကိုရွတ်လိုက်ကျင်းနေပေါ့အကျွေးဆက်နိုင်လိမ့်မယ်အဲ့တော့ဘဝကြီးမှာမချမ်းသာရင်နေပါစေကြီးကြီးတက်ပေါ့နော်အရန်ကြီးမချမ်းသာရင်နေပါစေအကျွေးကင်းကင်းနဲ့စိတ်ချမ်းသာပြီးတော့ဘဝကြီးကိုကြော်ဖြတ်ချင်တယ်ဆိုတဲ့သူတွေအတွက်ဒီကားလာရွတ်ပါအကျွေးကြေကားလာလို့လည်းခေါ်တယ်နော်ကျွေးကင်းလက်ရွှင်မန္တန်တော်လို့လည်းခေါ်တယ်နော်အဲ့တော့ရွတ်ရမယ့်မန္တန်ကအော်လာဘမှုနိတမ္မာတမ္မုဒ္ဒံဆိုပြီးတော့ရွတ်ရမယ်အော်လာဘမှုနိတမ္မာတမ္မုဒ္ဒံဆိုပြီးရွတ်ကြမယ်ရွတ်ရမှာကကိုယ့်ရဲ့မွေးနေ့မှာရွတ်ကြပါရွတ်ကမယ့်အချိန်ကမွေးနေ့မနက်9နာရီရွတ်လဲရတယ်မွေးနေ့ည9နာရီမှာရွတ်လဲရတယ်ဖျားเจ้าဆောင်ရှိမှရွတ်ကမယ်ဖျားเจ้าဆောင်မရှိတဲ့သူတွေကတော့ဖျားဥသာအာယုပြပြီးတော့ရွတ်လိုက်နော်ဖျားเจ้าဆောင်ရှိတဲ့သူတွေကတော့ဖျားเจ้าဆောင်ပေါ်မှာစီမီ3တိုင်ထွန်းပြီးတော့ရွတ်ပေးရမှာဖြစ်ပါတယ်ရွတ်ကမယ့်အခါကြီးက12ခေါက်တိတိရွတ်ပေးရမယ်ဗျ12ခေါက်ရွတ်ပြီးသွားတာနဲ့ကျွန်တော်တို့စီမှာတင်နေတဲ့အကျွေးမြီအားလုံးကြည့်ပါစီအကျွေးတွေကိုလျင်မြန်စွာဆက်နိုင်ပါစေလွယ်ကူစွာဆက်နိုင်ပါစေအကျွေးဆက်ဖို့အတွက်အလောက်ကင်ကြီးဆင်ပြေပါစေလက်တွေပွင့်လာပါစေအကျွေးဆက်တယ်ဆိုတာလေလက်ပွင့်ရမယ်လောက်ကင်ဆင်ပြေရမယ်ငွေတွေဝင်ရမယ်ဝင်တဲ့ငွေတွေဟာလည်းတည်မြဲရမယ်เนาะအဲ့တော့ငွေဝင်ပါစေလက်တွေပွင့်ပါစေအကျွေးတွေအမြန်ဆုံးဆက်နိုင်ပါစေအကျွေးကြေပါစေလို့ဆုတောင်းရမယ်เนาะအဲ့တော့အဲ့ဒါကိုတပတ်တစ်ခါလုပ်ပေးရမယ်နော်အပတ်စဉ်เนาะအပတ်တိုင်းကိုမွေးနေရောက်လာပြီဆိုတာနဲ့မနက်9နာရီဖြစ်ဖြစ်ည9နာရီဖြစ်စီမီ3နိုင်ပူဇော်ပြီးတော့ဒီကာလာဒီမန္တန်လေးကို12ခေါက်ပွားများပူဇော်လိုက်ရုံနဲ့မချမ်းသာရင်နေပါစေအရင်ကြီးကြီးတက်မချမ်းသာရင်နေပါစေအကျွေးတွေကြည်ရင်ရပါပြီဆိုသူတွေအတွက်မန္တန်ပြတ်တက်တာနော်အကျွေးကြေကိုကြေရမယ်လက်တွေပွင့်ပြီးတော့အကျွေးဆက်လာနိုင်တာပေါ့နော်အကျွေးဆက်ဖို့အတွက်ကိုလှည့်လာနိုင်တာအကျွေးဆက်ဖို့အတွက်ငွေတွေပို့ရှမ်းလာတာအကျွေးဆက်ဖို့အတွက်ငွေကိုလှည့်နိုင်ပြီးတော့သူ့အတူပေါ့နော်နီလန်းကြနဲ့အကျွေးဆက်နိုင်စေတဲ့မန္တန်ပညာဖြစ်ပါတယ်ဒါလေးကိုရွတ်ပြီးတော့တပတ်တစ်ခါရှိပြီးကံတရားရဲ့အထောက်ပံ့ကိုရယူပါကံဉာဏ်ဝရိယဆိုတာရေးကြည့်တယ်ဉာဏ်နဲ့ဝရိယကွာစူးစမ်းအထောက်ပါ